ကျွန်တော်ဟာတကမ္ဘာလုံးကအားကြရတဲ့နတ်ဖျားအဆင့်တန်းတစ်ခုဖြစ်တဲ့အဆုံးမဲ့ဓာတ်နတ်ဖျားဆိုတဲ့ထူးခြားဆန်းပြတဲ့အစွမ်းကိုနိုးထခွင့်ရရှိခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ကံကြမ္မာရဲ့ပြည့်ရည်ပြုမှုကြောင့်ကျွန်တော်ရဲ့ဆစ်ဆက်ထားတဲ့တို့သမီးလောင်းကတော့ကျွန်တော်ကိုလက်ရှိကမ္ဘာပေါ်မှာအသုံးမကျဆုံးအမိုက်တစလိုမျိုးလူပုံအလယ်မှာရရဆက်ဆက်လောင်ပြောင်းတရောခဲ့ပါတယ်။သူမဟာကျွန်တော်ကိုလူသိရှင်ကြားအဆက်ခွဲခဲ့ပြီးစိစက်မှုကိုအခုချက်ချင်းဖျက်သိမ်းဖို့တောင်းဆိုခဲ့ရုံနဲ့မကပဲမျက်နှာပြောင်းတိုက်ပြီးကိုနာရဲ့ရင်ခွင်ထဲကိုတိုးဝင်သွားခဲ့ပါသေးတယ်။ဒါတွေအားလုံးဟာကိုနာကအလွန်ရှားပါတဲ့ကျက်စင်နှမျိုးသုံးနတ်ဖျားမနှံစရာအဖြစ်နိုးထခွင့်ရခဲ့လို့ဖြစ်ပါတယ်။သူဟာလက်ချောင်းလေးတစ်ချောင်းကိုလှုပ်ရှားလိုက်ရုံနဲ့တင်ဘလို့စစ်မြေပြင်ကိုမဆိုလွှမ်းမိုးချုပ်ကင်နိုင်တဲ့စွမ်းအားရှိသူဖြစ်ပါတယ်။တစ်ဖက်မှာတော့ကျွန်တော်ကကဘာပေါ်မှာလူအထင်မြင်သေးဆုံးဖြစ်တဲ့တာမန်ဓာတ်သမားအဆင့်တန်းကိုပဲနိုးထခဲ့တာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဓာတ်သမားတစ်ယောက်အနေနဲ့ထိတ်ဆုံးကိုရောက်ဖို့ဆိုရင်အဆုံးမရှိတဲ့ရွှေတင်ကားတွေနဲ့အရင်းမြစ်တွေကိုအများကြီးပုံအောပြီးသုံးဆွဲရမှာဖြစ်လို့ပါပဲ။ကျွန်တော်လိုဆင်းရဲတဲ့မိသားစုကတော့ဒါမျိုးကိုဘလို့မှမတတ်နိုင်ပါဘူး။ဒါကြောင့်မို့လို့လူတိုင်းကကျွန်တော်ကိုဘယ်တော့မှစွမ်းအားရှင်တစ်ယောက်ဖြစ်လာမှာမဟုတ်ဘူးလို့အသေးချာတွက်ဆထားကြပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့အေးဆက်ဆက်နဲ့ပဲလောင်ပြုံးပြုံးလိုက်မိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မှာအဆုံးမဲ့ဓာတ်ဆန္ဒဆိုတဲ့တားမြစ်ထားတဲ့ပါရမီတစ်ခုထပ်မံနိုးထခဲ့ပြီးအဲ့ဒီပါရမီကကဘာပေါ်မှာတစ်ခုတည်းသောကွယ်ဝတ်ထားတဲ့အဆင့်တန်းဖြစ်တဲ့အဆုံးမဲ့ဓာတ်နတ်ဖျားကိုပွင့်သွားစေခဲ့တယ်ဆိုတာဘယ်သူမှမသိကြလို့ပါပဲ။ကျွန်တော်ရဲ့ဓာတ်သမားစွမ်းရည်တိုင်းဟာဓာတ်နတ်ဖျားအဆင့်စွမ်းရည်တွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အရက်ဆယ်မျက်နှာဓာတ်ဆန္ဒဓာတ်ပေါင်း1000စူးစီးခြင်းနဲ့ဓာတ်စီပြန်တန်းခြင်းအစရှိတဲ့စွမ်းရည်တွေဟာကောင်းကင်ကိုရိုက်ခွဲပြီးမြေကဘာကိုအကွဲစေနိုင်တဲ့အထိအစွမ်းထက်လာပါတယ်။စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ဓာတ်သမားဟာကဘာပေါ်မှာလူမုံဆုံးအဆင့်တန်းဖြစ်တဲ့အတွက်ဓာတ်သမားတွေရဲ့စွမ်းရည်စာအုပ်တွေဟာဈေးကွက်ထဲမှာအပေါ်ဆုံးနဲ့ဈေးအပေါ်ဆုံးဖြစ်နေတာပါပဲကျွန်တော်လက်ထဲကိုရောက်လာသမျှအမိုက်လူစောက်တိုင်းဟာဓာတ်နတ်ဖျားရဲ့လူတက်ကွက်တွေဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်ရွှေကိုယ်တွေနဲ့ကွန်နာဟာကျွန်တော်ရဲ့ဓာတ်တစ်ချက်ကိုတောင်ခံနိုင်ရရှိမှာမဟုတ်ပါဘူးကဘာပေါ်မှာဒဏ္ဍာရီလာပစ္စည်းတွေနဲ့တောက်ပနေတဲ့ထိတ်တန်းစွမ်းအားရှင်တွေတောင်ကျွန်တော်ရှိမှာတော့ပြရက်စိတ်လေးတွေလိုပါပဲကျွန်တော်ကိုအဆက်ခွဲခဲ့တဲ့အမျော်မြင်မရှိတဲ့လူမိုက်တွေကိုကျွန်တော်ချီရင်မှာဒူးထောက်ပြီးတောင်းပန်လာအောင်လုပ်ပြပါမယ်ဒါပေမဲ့အခုချိန်မှာကျွန်တော်အတွက်အလိုအဆုံးရကတော့အချိန်ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မှာကြီးမားတဲ့စွမ်းအားတွေရှိနေပေမဲ့ဒါကိုအပြည့်အဝမထိန်းချုပ်နိုင်သေးလို့ပါပဲနောက်နှစ်ပတ်မှာ Federation စစ်ဖက်ဆိုင်ရာအကယ်ဒမီရဲ့ဝင်ခွင့်စာမေးပွဲရှိနေတဲ့အတွက်ကျွန်တော်ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုအမြန်ဆုံးစမ်းသပ်ဖို့လိုအပ်နေပါတယ်အဲ့ဒီအတွက်အကောင်းဆုံးနည်းလမ်းကတော့ဒန်ဂျွန်ထဲမှာတိုက်ခိုက်ခြင်းပဲဖြစ်ပါတယ်နောက်တစ်နေ့မှာတော့ကျွန်တော်ဟာအသစ်တင်တန်းသားတွေအတွက်ရည်ရွယ်ထားတဲ့မှောင်မိုက်တော်အုပ်ဒန်ဂျွန်ကိုရောက်ရှိလာခဲ့ပါတယ်ဒီနေရာမှာရှိတဲ့မိစ္ဆာတွေဟာအဆင့်1ကနေ10အထိပဲရှိပြီးကျွန်တော်ရဲ့ထူးခြားဆန်းပြတဲ့ဓာတ်နတ်ဖျားစွမ်းရည်နဲ့ရှင်ရင်တော့ရေစရာကောင်းလောက်အောင်အားနည်းလုံးပါတယ်ဒါပေမဲ့ဒီအဆင့်နေဒန်ဂျွန်ကိုရွေးချယ်ခဲ့တဲ့အကြောင်းရင်းနှစ်ခုရှိပါတယ်ပထမအချက်ကကျွန်တော်ရဲ့စွမ်းရည်တွေကိုစမ်းသပ်ဖို့ဖြစ်ပြီးဒုတိယအချက်ကတော့ဒီမှောင်မိုက်တော်အုပ်ကိုတယောက်တည်းအပိသက်ရှင်းလင်းပစ်ချင်လို့ပါပဲဘာဖြစ်လို့လဲဆိုတော့အကယ်၍တင်ဟာဒန်ဂျွန်တစ်ခုကိုတယောက်တည်းရှင်းလင်းနိုင်ခဲ့ရင်ဒဏ္ဍာရီအဆင့်ပစ္စည်းတစ်ခုကိုစုလက်အဖြစ်ရရှိမှာဖြစ်လို့ပါပဲအဲ့ဒီပစ္စည်းဟာအဆင့်ကန့်သက်ချက်မရှိတဲ့အပြင်တင်ရဲ့အဆင့်တက်လာတာနဲ့အမျှပို့ပြီးတော့စွမ်းအားကြီးမားလာမဲ့စမ်းပြတဲ့ဂုဏ်သက်တည်တွေလည်းပါဝင်နေပါတယ်ဒါဟာကမ္ဘာပေါ်ကစွမ်းအားရှင်တိုင်းကိုယူသွတ်သွားစေနိုင်တဲ့အရာဖြစ်ပါတယ်ဒါပေမဲ့ကမ္ဘာစီးမြင့်တွေပေါ်ပေါက်လာကြတဲ့ကတူညီတဲ့အဆင့်မှာတယောက်တည်းဒန်ဂျွန်ကိုရှင်းလင်းနိုင်ခဲ့သူတယောက်မှမရှိခဲ့ဘူးပါဘူးစူးစမ်းခဲ့ကြတဲ့စွမ်းအားရှင်အမြောက်များလည်းအသက်ဆုံးရှုံးခဲ့ကြရပါတယ်ကျွန်တော်ဒန်ဂျွန်တွေကိုခြေလန်းလန်းလိုက်တဲ့အချိန်မှာပဲစနစ်ရဲ့စီးမြင့်တွေကကျွန်တော်ရဲ့ဝတ်စုံကိုစုပ်ပြဲနေတဲ့ချက်ဝတ်တစားတစ်ခုနဲ့အသုံးမကျတဲ့တစ်သားတစ်လက်အဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်ခေါင်းစာခြေဆုံးကျွန်တော်ရဲ့ပုံစံဟာသူ့ဖုန်းစားတစ်ယောက်နဲ့တူနေခဲ့ပါတယ်ကျွန်တော်တိတ်မဝေးတဲ့နေရာကိုရောက်တဲ့အချိန်မှာပဲလူ30ပါတဲ့အဖွဲ့တစ်ဖွဲ့တိုက်ခိုက်နေတာကိုလှမ်းမြင်လိုက်ရပါတယ်။အဲ့ဒီအဖွဲ့ရဲ့အလယ်မှာတော့ကိုနာနဲ့ကျွန်တော်ရဲ့တို့သမီးဟောင်းလိုင်လာတို့ဘေးချင်းကပ်လျက်ရှိနေကြပါတယ်။လိုင်လာကကျွန်တော်ရဲ့စုပ်ပြဲနေတဲ့ပုံစံကိုမြင်လိုက်ရတဲ့အခါမှာတော့မျက်နှာပြတ်သွားပြီးယွန်ရှာဆက်ဆုပ်စွာနဲ့ပဲနင်ကတကယ်ကိုယွန်စရာကောင်းတဲ့လူပဲငါနောက်ကိုတကောက်ကောက်လိုက်နေတာလားလို့လှောင်ပြောင်လိုက်ပါတယ်။အဲ့ဒီအတန်ကိုကြားလိုက်ရတဲ့အခါမှာကျွန်တော်ရဲ့ဒေါသတွေဟာငယ်ထိတ်ကိုစောင့်တက်သွားခဲ့ပြီးမင်းကငါနောက်လိုက်ဖို့တန်ဖိုးမရှိပါဘူးလို့အေးဆက်ဆက်တုံ့ပြန်လိုက်ပါတယ်။လိုင်လာဟာအကြီးကျယ်ဒေါသထွက်သွားပြီးကျွန်တော်ကိုပါရိုက်ဖို့လက်ရွယ်လိုက်ပြီးကျွန်တော်ကသူမရဲ့လက်ကောက်ဝတ်ကိုလွယ်လွယ်ကူကူပဲဖမ်းချုပ်လိုက်ပါတယ်။သူမဟာနာကျင်လို့အော်ဟစ်ပြီးကိုနာစီကနေအကူအညီတောင်းခံလိုက်ပါတယ်။ကိုနာကမျက်မှောင်ကျုပ်လိုက်ပြီးလျွန်မင်းအခုလောက်တာလွန်သွားပြီလို့ပြောလိုက်ပါတယ်ကိုနာရဲ့တုတ်ပြန်မှုကိုကြည့်ပြီးကျွန်တော်စိတ်ထဲကနေလှောင်ပြုံးပြုံးလိုက်မိပါတယ်သူဟာမိမတယောက်အတွက်နဲ့သူ့ရဲ့အကိုအရင်းကိုတောင်ရန်သူလိုဆက်ဆံဖို့အသင့်ဖြစ်နေခဲ့တာပဲအခုချိန်မှာတော့ဘေးပတ်ပတ်လေကမိစ္ဆာတွေအားလုံးတည်ဆုံသွားခဲ့ပြီဖြစ်လို့လူတိုင်းရဲ့အကြည့်တွေကကျွန်တော်စီကိုရောက်လာခဲ့ပါတယ်တာမန်ချက်ဝတ်တန်စာကိုဝတ်ဆင်ထားတဲ့စစ်တီတယောက်ကကွန်နာမင်းရဲ့အကိုကိုငါတို့အဖွဲ့ထဲခေါ်ချင်ရင်တော့ပတ်စံပို့ပေးရလိမ့်မယ်မဟုတ်ရင်တော့ငါတို့မကူညီနိုင်ဘူးလို့ပြောလိုက်ပါတယ်